Hello everyone ဒီနေ့ကျွန်တော်သင်ပေးမှာကတော့ဗာလဲဆိုတော့ first conditional ဖြစ်ပါတယ်သူ့ရဲ့ structure ကိုသိရမယ်အဲ့တော့၃ခုပေါ့နော် structure usage နဲ့ example တွေကိုပြောမှာဖြစ်ပါတယ်အဲ့တော့ first conditional structure ကဘယ်လိုမျိုးရှိလဲသူက if နဲ့စတဲ့ဝါကျတွေဖြစ်ပါတယ် conditional ဆိုတာဘယ်လိုအခြေအနေရှိတယ်ဆိုတာကိုဖော်ပြတဲ့ဟာပေါ့နော် if နဲ့စတဲ့ present simple ဆိုတာ verb 1ကိုပြောတာပေါ့နော်အဲ့တော့ if verb 1ဆိုရင် future simple ဆိုတော့ where verb 1နဲ့ဖြေရပါမယ်အဲ့တော့ if condition ဘယ်လိုအခြေအနေမှာလဲရလာမှာကနောက်က sentence ကိုတော့ result လို့ခေါ်ပါတယ်เนาะဟုတ်ပြီဘယ်အခြေအနေမှာထုံးလဲဆိုရင် used to talk about real or possible future situations that are likely to happen အဲ့တော့ဖြစ်နိုင်တဲ့အခြေအနေတွေမှာသုံးပါတယ်အများစုကဖြစ်နိုင်တယ်ဆိုရင်ဒီ conditional ကိုသုံးပါဘယ်လိုဟာမျိုးလဲဖြစ်နိုင်မှု likely to happen ဆိုတာကတော့ possible situation တွေမှာသုံးတယ်ပေါ့နော်ဥပမာကြည့်ရအောင်If it rains, it will take an umbrella. If it rains, I will take an umbrella. မိုးရွာရင်ငါထီးယူသွားမယ်အဲ့တော့မိုးရွာရင်ထီးယူမယ်ဆိုတော့သူတို့နှစ်ခုဒီ condition ကမိုးရွာတဲ့အခြေအနေလောက်ရမယ့်အလုပ်က result က take an umbrella ထီးယူသွားမယ့်အခြေအနေပေါ့နော်အဲ့တော့ဒီ situation ကလည်း possible future situation ဖြစ်နေတယ်ဖြစ်နိုင်တဲ့အရာပေါ့နော်မိုးရွာရင်ထီးဆောင်မယ်ဆိုတာကလုံးဝlikely to happen ဖြစ်နေတဲ့အတွက်first condition နဲ့မှာသုံးလို့ရပါတယ် if she call I will answer အဲ့တော့ဖုန်းခေါ်ရင်ငါဖြေမယ်ဆိုခေါ်ရင်ဖုန်းဖြေရမယ်ဆိုတာ possible future situation ဖြစ်တယ် likely to happen ဖြစ်တယ် if you study you will pass the exam အဲ့မင်းစာလေ့လာရင်မင်းစာမွေးအောင်မယ်ဒါဟာ possible future situation ဖြစ်ပါတယ် likely to happen ဖြစ်နိုင်တယ်ပေါ့နော် if he arrives late we will start without him အဲ့တော့နောက်ကျမှရောက်ရင်တော့သူမပါဘဲငါတို့စမယ် they finish early we can go out အဲ့တော့စောစောအလုပ်ပြီးရင်တော့ငါတို့အပြင်ထွက်မယ် if I see him I will tell him the news အဲ့တော့ငါသူနဲ့တွေ့ရင်တော့ဒီသတင်းကိုပြောလိုက်ပါမယ် if you eat too much you will feel sick အဲ့တော့အများကြီးစားရင်မင်းနေမကောင်းဖြစ်လိမ့်မယ်အဲ့တော့မင်းတစ်ခုခုလုပ်ရင်တစ်ခုခုဖြစ်မယ်ဆိုတာ sure ဖြစ်တယ် likely to happen ဖြစ်တယ်ဆိုရင်တော့ first condition ကိုသုံးလို့ရပါတယ် woman's next sentence ဆို if you eat too much spicy your stomach will ache your stomach will hurt အဲ့တော့အဆက်တွေအများကြီးစားရင်မင်းဘိုင်းနာလိမ့်မယ်ဒါ possible လည်းဖြစ်တယ် likely to happen ဖြစ်တယ်ဒါကြောင့် first condition ကိုသုံးလို့ရတယ်ဒါဆိုရင်တော့ကျန်တဲ့ example တွေကတော့ကိုယ့်အကိုဖတ်လို့ရမှာပါအဲ့တော့ဒီ first conditional ကိုနားလည်တယ်ဆိုရင် comments box မှာကို first conditional ကိုသုံးပြီးတော့ watch တစ်ကြောင်လောက်ရေးခဲ့ပြီလို့ရမလား